မေလာဝါဒီဝမ်စပေါ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါအာဆင်နယ်နဲ့ချဲစီအသင်းကြမှာ6မှတ်ကွာဟချက်ရှိနေပါလိမ့်တမန်ကြောင့်အရဆိုရင်တော့12ပွဲအပြီးမှာအဲ့ဒီလောက်ထိအမှတ်ကွာဟချက်ရရှိထားတဲ့ဘယ်အသင်းမဆိုလီဘလာကိုရယူနိုင်ခဲ့ကြပါလိမ့်အဲ့ဒါကမန်ချက်စတာယူနိုက်တက်အသင်းမှာလည်းဖြစ်ခဲ့ဘူးပါလိမ့်ချဲစီအသင်းမှာလည်း2ကြိမ်ဖြစ်ခဲ့ဘူးပါလိမ့်မန်ချက်စတာစီးတီးအသင်းမှာ1ကြိမ်လီဗာပူးအသင်းမှာ2ကြိမ်ဖြစ်ခဲ့ဘူးပါလိမ့်ဒါလုံးဝမလွဲမသွေးအေကန်ဖြစ်လာမဲ့အရာဆိုတဲ့ဇက်ကလုံးကအခုအချိန်မှာအာဆင်နယ်ဝန်းကျင်မှာလုံးဝဝဲပြန်နေသလိုပါပဲဆိုတော့ဒီနေ့တော့မှရှိတဲ့အခြားအသင်းတိုင်းကလီဗလာကိုအရယူနိုင်ခဲ့ကြလို့ပါဆိုတော့တရားရီကြည့်ပါကျွန်တော်အခုပြောမှာကအာဆင်နယ်ပရိသတ်တယောက်အနေနဲ့ပြောနေတာမဟုတ်ပါဘူးအချိန်တစ်ခုရောက်တဲ့အခါမှာခင်ဗျားအဲ့ဒါကိုလက်ခံရမယ်လို့ကျွန်တော်ပြောနေတာပါလူတွေကဒီ process အကြောင်းကိုပြောနေကြပါတယ်အခုကလုပ်ငန်းစဉ်ဒီ process ယုံကြည်နေရမယ့်အချိန်မဟုတ်တော့ပါဘူးအဲ့ဒါကတကယ်ကိုဖြစ်ပျက်နေပါပြီခင်ဗျားရိုးသားရပါမယ်ကျွန်တော်တို့ကိုအကောင်းဆုံးလူစင်းရှိတဲ့အနေအထားတစ်ခုမှာထားရှိခဲ့ပါတယ်အခုလေးနေမယ်ကျွန်တော်အာဒီတာပြောပြသွားတဲ့ရွတ်ပြသွားတဲ့ဇာမနာမည်တွေကိုခင်ဗျားကြားတယ်မဟုတ်လားတို့တော့မှမကစားရသေးဘူးလေကျွန်တော်တို့ဘလို့ကစားလဲဆိုတာကိုကြည့်လိုက်ကြပါခင်ဗျားကတယောက်နှစ်ယောက်လွဲချော်နေတာကိုညှိထွားမနေတော့ဘူးဒါကြောင့်မလို့ခင်ဗျားလီဗလာနိုင်နေတယ်ဆိုတာကိုတေချောင်းလုပ်ဖို့အတွက်လောပါတယ်ခင်ဗျားတို့နိုင်မယ်လို့ကျွန်တော်ပြောနေတာမဟုတ်ဘူးနော်ခင်ဗျားနိုင်မယ်အသင်းတစ်သင်းလို့ပြုတ်မှုနေထိုင်ဖို့လောပါတယ်ခင်ဗျားတို့ကရေပန်းအစားဆုံးတကယ် favorite အသင်းပါအဲ့ဒါကိုလက်ခံလိုက်ပါကျွန်တော်အားလုံးသိပါတယ်ချဲစီနဲ့ပွဲကခက်ခဲမယ်ဆိုတာကိုသိပါတယ်ဂျာရက်မှာဘိုင်မနီအသင်းနဲ့ပွဲရှိနေသေးတယ်ဆိုတာကိုကျွန်တော်အားလုံးသိပါတယ်ဒါပေမဲ့ဒါကရလက်ထုတ်ပြရမယ်အချိန်ပါပဲပြီးတော့ခင်ဗျားအဲ့ဒါကိုလက်ခံရပါမယ်ဒါကကျွန်တော်ဖိအားပေးဖို့ကြိုးစားနေတာမဟုတ်ဘူးနော်ကျွန်တော်ဒါအဲ့ဒီဝလက်ခန်းထဲမှာရှိနေမယ်ဆိုရင်နွေရာသီမှာပြန်အောင်လာကြတဲ့ကအဲ့လိုပဲကျွန်တော်ပြောခဲ့မှာပါကျွန်တော်ပြောမှာကဟဲ့အောင်လေအချိန်ကြပြီကလေးကလားတွေလုံးမနေနဲ့ဟဲ့အောင်လေကလေးကလားတွေလုံးနေတာတွေရက်လိုက်တော့ဆိုလူတွေငါတို့ကိုကြောက်ရွံ့လာမဲ့စွမ်းဆောင်ရည်မျိုးဒင်းနေပါငါတို့ပြသဖို့လွတ်နေပြီလို့ဒါပါပဲဒါကမှလာကြီးတာမဟုတ်ဘူးနော်ဘာပဲဖြစ်ဒါခင်ဗျားလေးအတွက်အလုပ်လုပ်ခဲ့တာပဲလေဟုတ်တယ်မလားခင်ဗျားလေးအတွက်ခံစားခဲ့ရတယ်ဒီနွေရာသီမှာခင်ဗျားလောက်ခဲ့တဲ့မြအရာအလုံးဟာခင်ဗျားမှာလူစင်းနှစ်ခုရှိလာနိုင်ဖို့အတွက်တေးချောင်းလုပ်ခဲ့တာပဲကျွန်တော်ပြောရပါတယ်ကျွန်တော်တို့မှာရှိတဲ့လူစင်းနှစ်ခုဟာခင်ဗျားဘလို့ပဲပြောင်းလဲခြင်းပထမလူစင်းကဘာလို့နိုင်လဲခင်ဗျားသိပြီးသားဒုတိယလူစင်းကလည်း top 4ဝင်နိုင်ပါလေအဲ့ဒီလောက်ထိကျွန်တော်တို့လူစင်းကတကယ်ကိုကောင်းမွန်နေတာပါဆိုတော့ကာရီကကျွန်တော်ထင်တယ်ပြေးတဲ့3နှစ်အတွင်းမှာလူရီယာအာဆင်နယ်ကိုနောက်တစ်ချိန်ဒုတိယရပြန်ပြီးဆိုပြီးတော့လှောင်ပြောင်ခဲ့ကြသလိုဖြစ်ခဲ့ကြပါတယ်ဆိုတော့ဒါမဲ့ဒီနိုင်ငံမှာကလပ်အသင်းကြီးတွေအများကြီးရှိပါတယ်ပြီးတော့3နှစ်စရိုက်ဒုတိယရတယ်ဆိုတာဒါနှာခေါင်းရှုံးစရာကိစ္စမှမဟုတ်တာဗျဆိုတော့အဲ့ဒါကလည်းသူ့ဘာသာသူမလွယ်ကူလေဗျသူ့ဘာသာသူဖြစ်လာတာမှမဟုတ်တာလွယ်ကူတဲ့အရာမှမဟုတ်တာဒါမဲ့လည်းအဲ့ဒီ3နှစ်အတွင်းမှာအာဆင်နယ်လောကတာကသူတို့လီဗလောက်ကိုဘယ်တော့မှလွှင့်ပြလိုက်တာမျိုးမရှိခဲ့ဘူးဗျတကယ်ကိုစင်ခေါ်နိုင်ခဲ့တယ်လို့ထင်တယ်ပထမ2နှစ်မန်စီးတီးအသင်းနဲ့ရှင်ပြိုင်တုန်းကလည်းမန်စီးတီးအသင်းကသူတို့ထပ်ပိုကောင်းတဲ့အသင်းဆိုတာကိုကျွန်တော်တို့အားလုံးလည်းခံစားမိခဲ့ပါတယ်မနေ့ကရာသီမှာတော့သူတို့ကိုနည်းနည်းလေးစိတ်ပြက်စေခဲ့တယ်လို့ပြောနိုင်ပါလေလဘောဘူးအသင်းနဲ့ရှင်မယ်ဆိုရင်သူတို့ဘလောက်ကွာခြားနေကြလဲဆိုတာဟုတ်ပေါ့ဒါပေမဲ့လည်းလီမာအာဆင်နယ်ကိုတားဆီးနိုင်တဲ့တသင်းကြီးသောအသင်းဟာအာဆင်နယ်ကိုယ်တိုင်ပါပဲသူတို့ကအကောင်းဆုံးအသင်းပါသူတို့ကအကောင်းဆုံးလူစင်းပါသူတို့ကိုတားဆီးနိုင်တဲ့တစ်ခုလေးသောအရာဟာသူတို့ရဲ့ကိုယ်ပိုင်အုံတော့သူတို့ရဲ့ကိုယ်ပိုင်စိတ်ဓာတ်ပါပဲမတ်ချ်လာနဲ့ဧပြီလလောက်ရောက်ရင်တော့ဒီပရိသတ်တွေစိတ်လှုပ်ရှားလာတာမျိုးပေါ့လေအဲ့ဒီအချိန်အထိလီဗလာကိုယူလို့ရနေတော့မယ်ဆိုရင်သူတို့တော့မနိုင်ခဲ့ရင်တော့ကျွန်တော်အားလုံးသူတို့ကိုလက်ညှိုးထိုးပြီးတော့ဟဲ့အောင်နေမင်းတို့ဒါဟုတ်လားလွှင့်ပစ်လိုက်တော့ကွာလို့ပြောကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်အရင်တော့ကတော့အဲ့လိုမျိုးဖြစ်ခဲ့တယ်လို့တော့ကျွန်တော်တော့မထင်ပါဘူးအရင်ကတော့ပရီးမီးယားလိမှာသူတို့ထက်နည်းနည်းလေးပိုကောင်းတဲ့အသင်းအမြဲတမ်းရှိနေခဲ့တယ်လို့ထင်တယ်ဒါပေမဲ့ဒီရာသီမှာတော့အဲ့ဒါကလုံးဝသေချာပေါ့မဟုတ်တော့ပါဘူးပြည်ရဲ့ရာသီ3ခုရဲ့နောက်ပိုင်းကာလတွေမှာဒီကွင်းမှာအလွန်အမင်းတင်းမာနေတယ်လို့ခံစားရတဲ့အခိုက်အတန့်တွေရှိခဲ့ဘူးပါတယ်။ဂျာမန်လမ်းကြောင်းမှာဆက်ရှိနေဖို့ဒါမှမဟုတ်ပြိုင်ပွဲတွေရဲ့ရှေ့ကိုရောက်ဖို့အတွက်မဖြစ်မနေနိုင်ရမယ်လို့အာဆင်နယ်ခံစားရတဲ့ပွဲတွေပေါ့လေ။ဆိုတော့ပြီးတော့အဲ့ဒီမှာပဲသူတို့တကယ်ကိုရှုံးနေကြောက်ရှုံးသွားခဲ့ရပါတယ်။အခုပို့ပြီးတော့အေးအေးဆေးဆေးဖြစ်နေပုံပေါက်လာ။အဲ့ဒီဖီအားတွေကအရင်တော့ပုံစံမျိုးနဲ့ရှိမနေတော့ဘူးလို့ထင်တာ။ဆိုတော့တရားတွေမေခေကြီးရတာတော့ပို့ပြီးတော့အေးအေးဆေးဆေးဖြစ်နေပုံတော့ပေါက်ပါတယ်။သူလည်းချားသူတွေလိုပါပဲ။သူ့ရဲ့စိတ်လှုပ်ရှားတဲ့အခိုက်အတန့်တွေရှိမှာပါပဲ။ဒါပေမဲ့လည်းတစ်ခါလေခင်ဗျာကမော့စ်ဖြစ်နေတဲ့အခါမှာခင်ဗျာတမင်တက်လောက်ထားမျိုးမဟုတ်ရင်တော့မှခင်ဗျာရဲ့နေပုံထိုင်ပုံကအားစားကွင်းကလူတိုင်းအပေါ်မှာခင်ဗျာရဲ့အသင်းအပေါ်မှာတက်ရောက်မှုရှိပါတယ်။ဒါပေမဲ့အခုကျွန်တော်မြင်တွေ့နေရတာတော့သူပိုင်ဆိုင်ထားတဲ့လူစင်းကြောင့်ကစားမတွေကြောင့်သူ့ကိုဘာတွေပေးနိုင်မလဲဆိုတာကိုသူသိနေတဲ့အတွက်ပွဲတော်ကိုပို့ပြီးတော့အေးအေးဆေးဆေးဝင်ရောက်လာနိုင်တာကိုကျွန်တော်တွေ့ရပါတယ်။ဒီနေ့ပွဲမှာဆိုရင်ခင်ဗျားအဲ့ဒါကိုမြင်နိုင်ပါလေဒါပေမဲ့လည်းဟုတ်ပါတယ်အာဆင်နယ်ပရိသတ်တယောက်အနေနဲ့ခင်ဗျားအဲ့ဒီနေရာမှာရှိနေတဲ့အခါမှာတစ်ခါလေခန်းစားမိတာပေါ့လေလူကနေ2နှစ်3နှစ်က3ကိုဖြစ်နေရင်ကျွန်တော်တို့အရန်ကိုစိုးရိမ်ပြီးတော့စောင့်ကြည့်နေရမှာဗျ
ဖြစ်နေတာတော့3 goal 2 goal ဖြစ်သွားမလားပေါ့ဗျာအခုတော့ဘန်းဆိုပြီးတော့4 goal တကူပြီးတော့ကျွန်တော်တို့ဘောလုံးထင်းချုပ်လိုက်တယ်ဝဲကိုထင်းချုပ်တဲ့အနေအထားကိုပြန်ရောက်သွားတယ်ဒါကြောင့်မို့အဲ့ဒါကတကယ်ကိုအပေါင်းလက္ခဏာဆောင်တဲ့အရာတစ်ခုပါဒါပေမဲ့ဆရာဂျမ်မီပြောသွားသလိုပဲကျွန်တော်သဘောတူပါလေအခြားသူတွေဘာတွေလုပ်နေလဲဆိုတာတိတ်အရေးမကြီးပါဒါကခမရရဲ့လက်ထဲမှာပါပဲဆက်လို့သွားရုံပါပဲ300ရာသီစတဲ့ဒုတိယနေရာရရှိတဲ့အချက်ကတကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်လို့ကျွန်တော်တို့ထင်ပါတယ်ဘာလို့လဲဆိုတော့ဒါကအောင်မြင်မှုတစ်ခုဖြစ်နိုင်ပေမဲ့ဘောလုံးလောကမှာ300ရာသီဆိုတာအတော်လေးကိုကြားပါတယ်ဒါကြောင့်မလို့တူညီတို့နီးပါဖြစ်တဲ့ဇာမာအုပ်စုတစုအတွက်ထပ်ပြီးတော့စူးစမ်းဖို့ထပ်ပြီးတော့စူးစမ်းရမယ့် energy ရှိဖို့အာယုံစုဆိုင်မှုရှိဖို့နဲ့သူတို့ကိုသူတို့အဒီအနေထားမှာပြန်တွေးရဖို့ဆိုတာကအဲ့ဒါကသူတို့ဘာသာသူတို့အထင်ကြီးအောင်ထင်ကြီးစရာကောင်းနေပြီလားဟုတ်ပါတယ်ခင်ဗျာဒါပေမဲ့ခင်ဗျာသိလားကျွန်တော်ယူပါမယ်ဘိုးကောင်စားကဆိုရင်အဲ့ဒီမှာရှိနေတာကြာပါပြီခင်ဗျာမှာအခုမှရောက်လာတဲ့ကောင်လေးတွေလည်းရှိပါတယ်ဒါပေမဲ့သူတို့မှာဖြစ်ပျက်နေတဲ့အရာတွေကိုလက်ခံယုံကြည်ထားပုံပေါ့ဗျာဒီခါလေးအဲ့ဒီလိုဖြစ်ဖို့အတွက်အချိန်နည်းနည်းလေးယူရတတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တော့ Dynamics ကစားပုံအဲ့ဒီကောင်လေးတွေအားလုံးကိုကစားပုံကိုကြည့်လိုက်လို့ရှိရင်ဒါနဲ့စကားမဆက်ဗျာအင်္ဂါဘီရဲ့အကြောင်းကျွန်တော်ပြောလို့ရတယ်လူတန်းကြောင့်ပြောလို့ရတယ်ဒီနေ့မှာတစ်ခုခုဖြစ်ပျက်နေတယ်ဆိုတာကိုခင်ဗျာမြင်နိုင်ပါလိမ့်ထပ်ပြောရမယ်ဆိုတော့ဒါကခင်ဗျာလီဗလာရမယ်လို့ဆိုတာမဟုတ်ပါဘူးဒါပေမဲ့ဇာမော်ရီရဲ့စိတ်ဓာတ်ကတော့အဲ့ဒီနေရာမှာရှိနေပါပြီဒါကြောင့်လုံးဝမရှုပ်အောင်နေကြရအောင်လုံးဝမရှုပ်အောင်နေကြရအောင်ဆိုတော့ကျွန်တော်ဒီညကောင်းကောင်းတော့အိပ်ပြောတော့မယ်ဗျာခင်ဗျားတို့ရောတေးကြပေါ့ဗျာမေလာမမီခေဒီနေ့ရာလုံးမှာခင်ဗျားနေတဲ့သဘောကျခဲ့လားဗျကလန်အသင်းနဲ့အသင်းသားတွေဒီနေ့စွမ်းဆောင်ပြခဲ့တဲ့အရာအပေါ်မှာလေဟုတ်ကဲ့အဲ့ဒီတဲကမိနစ်တန်းကိုကျွန်တော်ပြောမှုခဲ့ပါတယ်သူတို့နိုင်ငံတကာပွဲစဉ်အားလျက်ကနေပြောင်းလာကြတဲ့ကပြင်ဆင်ခဲ့ပုံတွေကျွန်တော်ခံစားတဲ့ energy ပွဲစားဖို့အတွက်ဆာလောင်နေတဲ့စိတ်ဓာတ်တွေစိတ်အားထက်သန်မှုတွေပျော်ရွှင်မှုတွေပေါ့လေဆိုတော့ဟုတ်ကဲ့ကျွန်တော်တို့ကစားတဲ့ပုံစံတိုင်းစားနိုင်တဲ့အခါမှာကျွန်တော်တို့လောကတဲ့ပုံစံတိုင်းစွမ်းဆောင်နိုင်တဲ့အခါပြီးတော့ကျွန်တော်တို့ရဲ့ပြိုင်ပွဲကိုကျွန်တော်တို့တွင်းယူခဲ့တဲ့ဂိုးတွေနဲ့အနိုင်ရခဲ့တဲ့အခါမှာတိတ်တိတာတာပေါ့လေဒါကအရန်ကိုထူးခြားတဲ့နေ့တင်နေဖြစ်ခဲ့ပါတယ်ဗျာမြောက်လန်နာဘီပွဲစဉ်ဖြစ်တဲ့အခါမှာဒီတဲ့အတိုင်းပဲနံပါတ်3ကတော့လူတွေကတော့ပွဲမတိုင်ခင်ပြောကြလေရှိပါတယ်နေပြော်တွေအားလုံးကိုပြင်းပေါင်းကနေလွှင့်ပြလိုက်ကြပြီလို့ဒါကတကယ်ကိုခိုင်းတာတွေအကြောင်းပါပဲဒါကတိုက်ခတ်လို့စိတ်အကြောင်းပဲလို့ထင်ပါတယ်ဆိုတော့ခင်ဗျားလည်းသိပါတယ်ဒီနေ့ခင်ဗျားရဲ့အသင်ကအဲ့ဒီရှူတော့မှာအနိုင်ရခဲ့တယ်လို့ထင်တာဗျကျွန်တော်တို့ကတော့ဘယ်နေရာမှာဆိုပေါ့လေကျွန်တော်တို့ရဲ့လွှမ်းမိုးမှုကိုတရားပေါ်ပြသခြင်းပါတယ်ဒါကကျွန်တော်တို့ရဲ့ပြင်းအားနဲ့စတင်ရပါမယ်တိုက်စစ်မှုတွေကအရန်ကိုတိကျသေးချာနေဖို့လိုပါတယ်ဘာလို့လဲဆိုတော့နေရာလွတ်တွေကအကန့်အသတ်ရှိနေလို့လေကွင်းထဲမှာထိတ်တဲ့တွေးဆုံမှုတွေအများကြီးရှိခဲ့ပါတယ်သူတို့ကတကယ်ကိုကောင်းတဲ့အသင်းပါဟုတ်ပါတယ်ကျွန်တော်တို့အနိုင်ရဖို့စူးစမ်းခဲ့ရပါတယ်ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့အစကတည်းကတကယ်ကိုတန်မာစွာတကယ်ကိုပြင်းထန်စွာနဲ့စတင်နိုင်ခဲ့ပါတယ်တကယ် rush နဲ့ချက်ချင်းပဲကြီးမားတဲ့အခွင့်အရေးတစ်ခုဖန်တီးနိုင်ခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့စိတ်ရှည်ခဲ့ရပါတယ်ကျွန်တော်တို့တော်တော်လေးစိုးမိုးထားနိုင်မှုတော့ပေါက်ခဲ့ပါတယ်ကျွန်တော်တို့စချင်းမှာခန်းလာထဲပါတဲ့ဂိုးနှုတ်ကိုသွင်းယူနိုင်ခဲ့ပါတယ်ပြီးတော့ဒုတိယပိုင်းမှာလည်းကျွန်တော်တို့တည်ငြိမ်မှုကိုဆက်ထိန်ထားနိုင်ခဲ့ပါတယ်ခြုံငုံပြီးပြောမယ်ဆိုတော့တိုးတက်စရာတွေအရာတွေအများကြီးရှိနေသေးပေမဲ့လည်းဒါကတကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းတစ်ခုဖြစ်ခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်ဗျဒါပေမဲ့နေပြောင်မယ်ရှူတော်ရကြည့်မယ်ဆိုရင်ပြန်မဲ့ရဲ့ပုံစံကိုခင်ဗျားတို့နေလန်တစ်ခုခုခင်ဗျားတို့ရှာတွေ့သွားခဲ့ပုံမယ်တော့ပြီးတော့ပွဲမတိုင်ခင်ခင်ဗျားပြောခဲ့သေးတယ်လေနောက်တန်း3ယောက်တန်းဒါမှမဟုတ်ရှင်9ယောက်တန်းစားလာလိမ့်မယ်လို့တပတ်လောက်ကတော့မျောလင်းထားတယ်ဆိုပြီးတော့ဗောလေဒါဆိုလေ့ကျင့်ရေးခွင့်မှာအဲ့ဒီထက်ကဘလောက်များများကိုတကယ်ကြိုတင်စီစဉ်ထားခဲ့တာလေဗျနိုင်ငံတကာပွဲစဉ်အားလေးရဲ့ကာလမှာကျွန်တော်တို့စဉ်းစားဖို့အတွက်ခွဲခြမ်းစိတ်ဖြာဖို့ဗောလေဆိုပြီးတော့သူတို့ဘာလုပ်နိုင်မလဲဆိုတော့ကိုတွေးဖို့တဲ့အချိန်တွေအများကြီးရခဲ့ပါတယ်တိတဲ့အတိုင်းပဲဗျာပွဲတွေကိုဘယ်လိုစီစဉ်ရမလဲဆိုတော့တင်းရဲ့စန့်ကျင်ဘက်တွေကိုပြဿနာတွေကိုဖန်တီးဖို့သူတို့အတွက်အကောင်းဆုံးအခွင့်အရေးကဘာဖြစ်နိုင်မလဲဆိုတာတွေကိုကျွန်တော်တို့စဉ်းစားပါတယ်ပြီးတော့အဲ့ဒါကကျွန်တော်တို့ပြင်ဆင်ထားခဲ့တဲ့ဖြစ်နိုင်ရှိသုံးသောအရာတစ်ခုပါပဲတည်တာတော့ကျွန်တော်တို့ပြိုင်မဲ့လူစင်းကိုရတဲ့အချိန်ကြောက်မှသိလိုက်ရတာပါကျွန်တော်တို့လုံးတင်လုံးထိုက်တဲ့ပြုပြင်ပြောင်းလဲမှုတွေကိုကျွန်တော်လုပ်ခဲ့ပါတယ်ပြီးတော့ဇာမားတွေကလည်းမယုံလဲကြခြေစွမ်းတစ်ခုကိုထုတ်ပြသွားခဲ့ကြပါတယ်ခင်ဗျားအနေနဲ့လေးဝက်ချက်တွေအများကြီးပေးခြင်းမှာမဟုတ်ဘူးဆိုတော့ကျွန်တော်သိပါတယ်ဒါပေမဲ့လည်းဒါကကျွန်တော်တို့အတွက်တကယ်ကိုတော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းနေလို့ပါဆိုတော့နိုင်ငံတကာပွဲစဉ်အားလေးရမှာခင်ဗျားလက်ထက်ရရှိခဲ့တဲ့အဲ့ဒီအပိုဆောင်အချက်ထပ်ဆောင်အချိန်တွေနဲ့အတူတို့လှုပ်ဆောင်ခဲ့တဲ့အရာတွေကဘယ်အချက်ကိုခင်ဗျားမြင်တွေ့ပြီးတွေးခဲ့တာလဲဘာလို့လဲဆိုတော့အဆုံးမှာတော့စန်တာကနေအခွင့်အရေးတွေအများကြီးရခဲ့တာကိုခင်ဗျားအဲ့ဒီနေရာလွတ်တွေကိုတေးကြပေါ့ကောင်းကောင်းအလုပ်လုပ်ခဲ့တာပဲသူတို့ဘလို့တွေးနိုင်လဲတွေးနိုင်မလဲဆိုတာကိုနားလည်ဖို့စူးစမ်းရုံပါပဲကျွန်တော်တို့လည်းပတ်သက်ပြီးတော့သူတို့ဘလို့အမြင်ရှိနေလဲပြီးတော့သူတို့ဘာလုပ်နိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ထားလဲဆိုတာပေါ့လေဒါပေမဲ့လည်းကျွန်တော်တို့မသိနိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့အလုပ်ကတော့ပြင်ဆင်ထားဖို့ပါပဲဟုတ်ကဲ့ကျွန်တော်ပေးခြင်းတဲ့ game plan အတွင်းမှာသူတို့တစ်မျိုးနဲ့ပဲကစားနောက်တစ်မျိုးနဲ့ပဲကစားတက်နိုင်သမျှရိုးရှင်းအောင်ကျွန်တော်လှုပ်ထားပါတယ်ဆိုတော့ပြီးတော့မှဇာမားတွေကွင်းထဲမှာလှုပ်ပြရမှာပေါ့လေပြီးတော့သူတို့ဒီနေ့သေးကြပေါ့လှုပ်ပြခဲ့ကြပါတယ်ပြီးတော့ဒီနေ့အဇေးတော်စပါးတဲ့ပွဲမှာတကယ်ကိုခြေစွမ်းပြခဲ့တဲ့ဒီနေ့လိုနေမျိုးသူ့အကြောင်းပြောဖို့ကတော့ခက်ခဲမှန်းတော့ကျွန်တော်သိပါတယ်
ဒါပေမဲ့ပဲခင်ဗျာနွေရာသီတုန်းကအချိန်ကိုပြန်ပြီးတွေးမိလာဗျတော်ရဟန်ကိုမေးထားလိုက်ပါပြီးတော့ဒါပေမဲ့သူ့ကိုခေါ်ခဲ့တာကတကယ်ကိုကြီးမားတဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့တာဘာလို့လဲဆိုတော့ခင်ဗျာမှာအပြောင်းရွှေ့ကာလကောင်းတစ်ခုရရှိထားပြီးသားဖြစ်ပေမဲ့ခင်ဗျာထပ်ပြီးတော့သူ့ကိုခေါ်ယူဖို့စူးစမ်းခဲ့တာလေဟုတ်ကဲ့တိတာတော့ကျွန်တော်တို့မှာရရှိတဲ့သတင်းတွေလည်းရှိခဲ့လို့ပါပြီးတော့ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့မှာအပြောင်းရွှေ့ကာလရှိခဲ့ပြီးတော့ကလပ်အသင်းကတကယ်ကိုကိုညီပန်ဖို့ပေးခဲ့ကြပါတယ်ပြီးတော့အဲ့ဒါကိုထူးချွန်ပြောင်မြောက်စွာလုပ်ခဲ့ပေးခဲ့ကြပါတယ်ဘာလို့လဲဆိုတော့လက်ရှိအချိန်မှာကျွန်တော်တို့ Gabriel, Canvas, Vida, Martinelli, Gabriel Jesus, Mario တွေက Martinelli ကတော့အခုလေးနေမဲ့ပြန်ရောက်လာတယ်ဗျာအခုလေးနေမဲ့သူပြန်ရောက်လာတယ်ဆိုတော့တို့ကိုကျွန်တော်တို့ဆုံးရှုံးထားရတာလေဒါကြောင့်ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့မှာဇာမတွေအများကြီးရှိနေလို့ပါတကယ်တော့ချီးကျူးမှုအတွက်တိတ်မခံရတဲ့သူရဲ့ကောင်2ယောက်ကိုရေးထုတ်ပြဖို့တန်ဖို့ရှိမယ်လို့ထင်တယ်ကျွန်တော်တို့တိတ်မပြောဖြစ်ကြတဲ့ကောင်လေးတွေပေါ့လေ Trossard နဲ့ Mourinho သူတို့2ယောက်ဆုံးဒီနေ့ထပ်ပြီးတော့တကယ်ကိုပြောင်းမြောက်ခဲ့ပြန်တယ်နော်ဝါလုံးဝမယုံနိုင်ကြပါသူတို့ကရာသီ6လုံးကိုအရန်ကိုတည်ငြိမ်မှုရှိခဲ့ကြပါတယ်ပြီးတော့သူတို့ကိုပြင်ဆင်ပုံတွေသူတို့ဘယ်လောက်တောင်လိုချင်ခဲ့လဲဆိုတာတွေအတွက်သူတို့ကိုကျွန်တော်ချီးကျူးရပါလိမ့်မယ်သူတို့ကမတူညီတဲ့နေရာတွေမှာဇာတ်နယ်ဆွဲရှိကြပါတယ်ကျွန်တော်ထင်ပါတယ် BS လည်းပါပါတယ်ဆိုတော့ဘက်ကဘေးရဲ့နေရာမှာအဆောင်ဝင်ရတာတကယ်ကိုကြီးမားတဲ့တောင်ကြီးတစ်ခုပါအဲ့ဒါကအလုပ်ကြီးတစ်ခုပါဆိုတော့ပြီးတော့အစကတည်းကတကယ်ကိုထူးချွန်ခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်နောက်ဆုံးအနေနဲ့ဘက်ကွိုင်းလောင်ကတောက်ကြနေတော့ကပြောခဲ့ပါတယ်အာဆင်နယ်ကအရန်ကိုကောင်းမွန်နေတဲ့အတွက်သူတို့သာ6မှတ်9မှတ်လောက်ဖြတ်တောက်ထားနိုင်မယ်ဆိုရင်သူတို့ကိုတားဆီးဖို့တကယ်ကိုခက်ခဲသွားပါလိမ့်မယ်တဲ့ဆိုတော့ခင်ဗျားတို့ကစားနေတဲ့ပုံစံပြောင်းလာမဲ့ကစားမတွေနဲ့အတူခင်ဗျားတို့အခုတားဆီးဖို့တကယ်ကိုခက်ခဲနေပြီလို့ခံစားရပါလားဗျကျွန်တော်တို့မသိပါဘူးခင်ဗျားတပွဲချင်းစီပဲသွားရမှာပါလိကအရန်ကိုခက်ခဲတယ်ဆိုတော့ကိုကျွန်တော်သိပါတယ်မနေ့ကလည်းဒီနေ့ရလက်တွေကိုကြည့်လိုက်လို့ရှိရင်ပြီးတော့ဒီနေ့ကနိုင်ရသွားတဲ့အမှတ်ကွာဟာချက်တွေကိုကြည့်လိုက်မယ်ဆိုရင်အဲ့ဒါကအစွမ်းကိုတကယ်ကိုကျေးမြောင်းနေတယ်လို့ထင်ပါတယ်ဒါကြောင့်မလို့ဒါကရှည်လေးရတဲ့တကယ်ကိုရှည်လေးရတဲ့ခေးစဉ်ကြီးတစ်ခုဖြစ်လာမယ်ဆိုတာကျွန်တော်တို့သိပါတယ်ကျွန်တော်တို့လုံးဆောင်နေတဲ့အရာတွေအတွက်ကျွန်တော်တို့တကယ်ကိုစိတ်လို့ရှားမိပါတယ်ကျွန်တော်အဲ့ဒီအချိန်ဟုန်ကိုဆက်ပြီးတော့ထိန်းထားရပါမယ်ဒီနေ့နဲ့မနက်ဖြန်ကိုပြောင်းမင်းလိုက်ကြပါအောင်ဆိုတော့ဘိုင်မိနစ်ပွဲလာပါတော့မယ်ဘာမှတော့လွယ်ကူမှတော့မဟုတ်ပါမင်းတော်ပါစေဘောလုံးကခင်ဗျားကိုဒီလောက်ကောင်းတဲ့ခံစားချက်မျိုးပေးဘူးလားဗျဝါဒါတကယ်ကိုကောင်းမတဲ့ခံစားချက်တစ်ခုပါတကယ်ကိုပြောစရာကောင်းတဲ့နေ့တစ်နေ့ပါအသင်းကိုကူညီပေးနိုင်လို့ကျွန်တော်ပြောပါတယ်ပြီးတော့ဒီနေ့နိုင်ပွဲရတာတကယ်ကိုထူးခြားပါတယ်ခင်ဗျားသိတဲ့အတိုင်းပဲလေငယ်ငယ်လေးတွေကအာဆင်နယ်ပရိသတ်တယောက်ဖြစ်ခဲ့တဲ့သူတိုင်းဒီအားစားခွင့်နဲ့မှာကြံရှိနေတဲ့ပရိသတ်တိုင်းကခင်ဗျားအခုလေးနေမဲ့လုံးပြသွားခဲ့တာကိုလုံးဆောင်နိုင်မှုအတွက်အိမ်မက်မှတ်ကြမှာပါဆိုတော့ဒါကဘလောက်တောင်ထူးခြားပါလေဘလို့များခံစားရပါလေဗျတကယ်ကိုထူးခြားပါလေဗျကျွန်တော်ထပ်ပြီးတော့ကျေးဇူးတင်မိပါတယ်အဲ့ဒါကကျွန်တော်ဆူတောင်းခဲ့တဲ့အရာတစ်ခုပါဒီကနေ့အတွက်ကျွန်တော်ဆူတောင်းခဲ့ပါတယ်ဗျဟထွေရဖို့လေပြီးတော့ကျွန်တော်ဒီကနေ့ရခဲ့တယ်ကျွန်တော်ဖခင်သခင်ကိုကျေးဇူးတင်တယ်ဗျခင်ဗျားဒီနေ့အဲ့လိုမျိုးခံစားချက်မျိုးရှိကြလားဗျအဆုံးသတ်မှာကျွန်တော်ခင်ဗျားကိုတွေးလိုက်တယ်လေဟထွေသွင်းပြီးတဲ့နောက်မှာခင်ဗျားကောင်းငယ်ကိုလက်ညှိုးထိုးပြီးလက်ညှိုးထိုးပြပြီးတော့တွေးလိုက်တယ်ဆိုတော့ဒီကနေ့ဇုံတယောက်ကခင်ဗျားအတွက်အစီအစဉ်တစ်ခုရှိနေတယ်ဆိုတော့အာယုံခံစားမှုမျိုးရခဲ့တာတစုံတယောက်ကခင်ဗျားကိုငုံကြည့်နေတယ်ဆိုတာမျိုးပေါ့အဲ့ဒါကဒီကနေ့ရဲ့ဆူတောင်းပါပဲအဲ့ဒါကဒီကနေ့ရဲ့ဆူတောင်းပါဟထွေရဖို့ပေါ့လေပြီးတော့ဘုရားသခင်ကအဲ့ဒါကိုကျွန်တော်ကိုပေးသနာခဲ့တယ်ပေါ့ဗျာထပ်ပြောရမယ်ဆိုတော့အဲ့ဒါကယုံကြည်ခြင်းပါပဲဗျာပြီးတော့ခင်ဗျားတို့မိသားစုအားလုံးကအာဆင်နယ်ပရိသတ်တွေဆိုတာတော့ကျွန်တော်သိပါတယ်ပြီးတော့ခင်ဗျားတို့ဟိုနားတွေက over again ဆိုင်ဖို့နားလေးမှာရှိနေတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒါဆိုမိသားစုတွေကဘယ်သူတွေများဒီအရာကိုခံစားဖို့ဒီကိုရောက်နေကြလဲဗျကျွန်တော်မိသားစုအားလုံးဒီမှာရှိနေပါတယ်ထပ်ပြီးတော့ပေါ့လေသူတို့ရှေ့မှာကျွန်တော်လုံးပြတာဒီကနေ့ပို့ပြီးတော့ထူးခြားစေတယ်ပေါ့ဗျာဝါတေးကြတာပေါ့နေရာဒီတုန်းကသာအဲ့ဒီချိန်မျိုးပြောင်းလဲသွားခဲ့မယ်ဆိုရင်ခင်ဗျာဒီကနေ့မတူညီတဲ့အင်ဂျီတဲ့ကိုဝစ်စင်မိနိုင်မှာပေါ့။အိုးအဲ့ဒီအကြောင်းတော့မပြောပါနဲ့ဗျာ။ခင်ဗျာဒီလိုပြောရလိမ့်မယ်လို့ကျွန်တော်ထင်တာပဲ။ဂိုးတွေကတကယ်ကိုအကြိုက်ဆုံးရွေးချယ်ပြီးပေါ့။အားလုံးကောင်းပါနဲ့ဗျာ။ကျွန်တော်တော့မသိပါဘူး။ဖြစ်နေတာတော့ဒုတိယမြောက်ဂိုးလို့ကျွန်တော်ထင်တယ်။ဆိုတော့အဲ့ဒါကကျွန်တော်အကြိုက်ဆုံးဂိုးပဲဗျ။ဘာလို့လဲဆိုတော့အချိန်ကိုက်မှုကြောင့်ပါ။အဲ့ဒါကတကယ်ကိုအချိန်မှန်ပါပဲ။ပြီးတော့ဟုတ်ပါတယ်။အယိုးသားပြောရင်တော့အဲ့ဒါကထူးခြားပါတယ်။အဲ့ဒီဂိုးတွေအားလုံးကကျွန်တော်တို့ကောင်းမှပါလေ။ဘာလို့လဲဆိုတော့အဲ့ဒီနေရာတွေမှာရောက်ဖို့အတွက် process အပေါ်ကျွန်တော်စူးစမ်းလှုပ်ဆောင်ခဲ့တာကိုကျွန်တော်သိလို့ပါပဲဟုတ်ကဲ့အလုပ်ဖြစ်ခဲ့ပါတယ်ဗျဒီနေရာဇာမဘွားပထမဆုံးဟတ်ထွေလည်းဖြစ်တယ်လို့ကျွန်တော်တို့ထင်နေတော့ဟုတ်ပါတယ်ထပ်ပြောရမယ်ဆိုတော့နှစ်ကိုသွင်းဦးတာတော်တော်များများတော့ရှိပါတယ်ဟတ်ထွေရဖို့အတွက်မစိုးတဲ့အချိန်ပါပဲတကယ်ကိုထူးခြားတဲ့အရာတစ်ခုပါကျွန်တော်ပြောခဲ့သလိုပါပဲဒီနေ့ဖြစ်ခဲ့တာကိုရှင်းပြဖို့တဲ့စကားလုံးတော့မရှိဘူးဗျတကယ်ကိုကောင်းအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်ဗျာကြည့်ပါဦးခင်ဗျာဒီပွဲရဲ့အကောင်းဆုံးဇာမဆုလည်းပဲဖြစ်ပါတယ်နှစ်ပေါင်း90နီးပါးအတွင်းမှာတော်လန်တဲ့ပွဲမှာဟတ်ထွေသွင်းနိုင်တဲ့ပထမဆုံးသောအာဆင်နယ်ကစားမတစ်ယောက်ပါပွဲရဲ့အကောင်းဆုံးဇာမပါမစိုးပါဘူးဗျာကျေးဇူးများကြီးတင်ပါတယ်တကယ်ကိုတန်ဖိုးထားမှာပေါ့ဗျာရှေ့ကကျေးဇူးတင်ပါတယ်ပရိသတ်များလို့ကိုစိတ်နဲ့ဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ